ပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျဖုတ်ဘောကင်းကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေ Stamford Bridge အိမ်ပြန်ခီးမှာအရှုံးရလန်းနဲ့ရင်ဆိုင်ခဲ့ရတဲ့ဆရာမော်တို့ Stamford Bridge အိမ်ပြန်ခီးစဉ်ကတိတ်ပြီးတော့မလှပခဲ့ပါဘူး Stamford Bridge မှာနီးပြတယောက်ဖြစ်တဲ့အချိန်ချင်းအောင်ပွဲတွေရခဲ့ဘူးပေမဲ့အဲ့တဲ့တော်ဖြစ်နေရောက်လာခဲ့တဲ့ပြီးခဲ့တဲ့ညပွဲစဉ်မှာတော့ဆရာမော်တို့အမှတ်ဖလားနဲ့တူအိမ်ပြန်သွားစေခဲ့ပါတယ်ဟိုစိမော်နီညိုဆိုတာချဲစီးတင်းကိုလူတလုံးသူတလုံးဖြစ်အောင်ပြုစုပေးခဲ့တဲ့ပဲကိုင်းရှင်ကြီးတယောက်ဖြစ်ပြီးတော့ချဲစီပရိသတ်တိုင်းအတွက်ဘယ်တော့ခါမှမေ့လို့မရနိုင်တဲ့ special one ကြီးတယောက်လည်းဖြစ်ပါတယ်ဟိုစိမော်နီယိုရဲ့ကန်ဂျမာကလည်း Stamford Bridge စီမရောက်ရောက်တွန်းပို့ခဲ့ကြလို့ဆိုရမှာဖြစ်ပြီးဘန်ဖီကာမတိုင်ခင်ဒီပြဖြစ်နေတာဝန်ခဲ့တဲ့ဖင်နဘာချီအသင်းနဲ့သာဆိုရင်သူ့အနေနဲ့ Stamford Bridge စီပြန်လဲခြေချခွင့်ရမှာမဟုတ်ခဲ့ဘူးလို့ပဲဆိုရမှာပါဒါပေမဲ့ကန်ဂျမာက Stamford Bridge စီမော်ရီညိုကိုအရောက်ပို့ဆောင်ပေးဖို့အတွက်ဖင်နဘာချီကနေထွက်ခွာစေခဲ့လို့ဘန်ဖီကာအသင်းရဲ့ဒီပြတာဝန်ကိုပြန်လဲပြီးတော့ရယူသွားစေခဲ့တာဖြစ်ပါတယ် Stamford Bridge ကမော်ရီညိုတွတ်တော့တကားမရှိဓာမရှိဆိုသလိုပဲအချိန်မရွေးဝင်နိုင်ထွက်နိုင်တဲ့အိမ်လေးတစ်လုံးဖြစ်ယနေ့အချိန်ကြီးရှိနေခဲ့တာပါပြီးခဲ့ညကစားခဲ့တဲ့ပွဲစဉ်မှာလဲချဲစီပရိသတ်တွေကသူတို့နီးပြဟောင်းကြီးကိုတခဲနဲ့ကြိုးဆိုခဲ့ကြသူပွဲကစားရင်ချိန်တွဲမှာလဲမော်ရီညိုရဲ့နာမည်ကိုတန်းပြိုင်အော်ဟစ်ခဲ့ကြပြီးတော့ကြိုးဆိုမှုတွေပြုလုပ်သွားခဲ့ကြပါတယ်မော်ရီညိုအတွက်အရှုံးအလန်းနဲ့ရင်ဆိုင်ခဲ့ရပေမဲ့ပရိသတ်တွေရဲ့ကြိုးဆိုမှုကသူ့ရင်ဝင်တစ်ခုလုံးကိုနှွေးထွေးသွားစေခဲ့မှာမှန်ပါပဲပြီးခဲ့တဲ့ညပွဲစဉ်ကြောင်းပြန်ပြောရရင်ချဲစီတင်းဟာမော်ရီညိုရဲ့ဘင်ဖီကာကိုတိုက်စပိုင်းကတာရီဒေါ့စ်နက်တိုဂါနာချိုလိုလို့ကစားမိုင်းနဲ့အဲခံကစားသွားခဲ့တာပါFootball game မှာ Malphite နဲ့ Sport Zone တို့မှာကစားလို့ရပြီးတော့မြန်မာချင်းမြန်မာ application နဲ့ body တပွဲကိုကျပ်10သိန်းထိကစားလို့ရနေပါပြီ။ဒါအပြင်မြန်မာချင်းနဲ့ပထမပိုင်းဒုတိယပိုင်းတွေပြင် slot game ပေါင်းများစွာကိုလည်းကစားလို့ရမှာဖြစ်ပါတယ်။တောင်မှမကျင်တဲ့သေးဘူးဆိုရင် Batman အိမ်မှာလည်းကျွဲကိန်းအဖိုးကြီးကိန်းအစရှိတဲ့နာမည်ကြီး slot game ပေါင်းများစွာကိုကစားနိုင်တာဖြစ်လို့တရားကိုင်တော့ငွေကြေးယုံကြည်စိတ်ချစွာကစားခြင်းနဲ့ဆိုရင်တော့ဖုန်းနံပါတ်39 63လုံး93လုံး53လုံးကိုခုပဲဆက်သွယ်လိုက်ပါအော်ပရာတို့တခုသတင်းကောင်းပြောရမယ်ဆိုတော့မောင်55နဲ့ Sport Zone တို့မှာဘောလုံးပွဲတွေကိုလည်း Direct Live ကြည့်ရှုလို့ရပါပြီဒီနေ့မှာတခုမေးစရာရှိတာကမာစကာဘာကြောင့်မက်ကီလိုထောင်တိုက်စစ်မှုစစ်စစ်တရားလုံးရှိနေလျက်နဲ့ဒါရီဂျော့စ်ကိုအသုံးပြုနေကြလဲဆိုတာပါပဲဒါရီဂျော့စ်ဟာလူငယ်ကစားမကောင်းတယောက်ဆိုပေမဲ့အဆိုပါလူငယ်ကစားမရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံမှာမက်ကီလောက်တောင်းတင်းတာမျိုးမရှိသလိုပြိုင်ဘက်ခံစားမှုတွေနဲ့ရင်ဆိုင်တဲ့အခါမှာဆိုရင်လိုအပ်ချက်တွေရှိနေကြသေးတာကိုမြင်တွေ့ထားတာဖြစ်ပါတယ်ဒါပေမဲ့မာစကာတော့မက်ကီထက်ဒါရီဂျော့စ်ကိုဦးစားပေးပြီးတော့ကစားသွားစေခဲ့တာပါချဲစီတင်တော့ဘင်ဖီကာနဲ့ပွဲစဉ်ဟာဒီရာသီဒုတိယမြောက်ချန်ပီယံလိပွဲစဉ်ဖြစ်ခဲ့ပြီးတော့ပထမဦးဆုံးပွဲဥပွဲစဉ်ဖြစ်တဲ့ဘိုင်မီနစ်နဲ့ပွဲစဉ်မှာ3-1ဆွဲရလန်းနဲ့တူအရှုံးပေးထားခဲ့တာပါအဲ့တော့ဘင်ဖီကာနဲ့ပွဲစဉ်မှာမဖြစ်မနေအနိုင်ကစားသွားဖို့လိုအပ်နေကြတာဖြစ်ပြီးလိုအပ်နေတဲ့အနိုင်ရလဒ်ကိုရအောင်ရှာဖွေသွားနိုင်ခဲ့ကြတာဖြစ်ပါတယ်ချဲစီတင်တော့တလုံးတည်းသောအနိုင်ဂိုးကဂါနာချိုရဲ့ကန်ချက်ဘင်ဖီကာနောက်ခံလူရီယာ့စ်နဲ့ထိပြီးတော့လမ်းကြောင်းပြောင်းဂိုးဝင်သွားခဲ့တာဖြစ်ပြီးဒီဂိုးရီယာ့စ်ရဲ့ကိုကိုကိုပြန်သွင်းမှုဖြစ်နေတတ်မှတ်သွားခဲ့တာဖြစ်ပါတယ်ချဲစီတင်ကချန်ပီယံလိပြိုင်ပွဲတဲ့လျှောက်ပြိုင်ဘက်တင်ရဲ့ကိုကိုကိုပြန်သွင်းမှုကနေ14ဂိုးထိရရှိခဲ့ပြီးတော့သူတို့ထပ်ပိုများဆိုဘာစီလိုနာရီယယ်မက်ဒရစ်နဲ့ဘိုင်မီနစ်အသင်းတို့သာရှိထားခဲ့တာဖြစ်ပါတယ်ဘာဆာတင်ကပြိုင်ဘက်တင်ရဲ့ကိုကိုကိုပြန်လည်သွင်းမှုကနေသွင်းဂိုး20ထိရရှိခဲ့လို့ရီယယ်မက်ဒရစ်က19ဂိုးနဲ့ဘိုင်မီနစ်အသင်းက18ဂိုးထိပိုင်ဆိုင်ထားခဲ့ကြတာပါကူနိုင်ပွဲကြောင့်ချဲစီတင်ကဘင်ဖီကာဥရောပပြိုင်ပွဲတွေမှာ9ပွဲဆက်တိုက်နိုင်ရခဲ့ပြီးတော့မော်ရီညိုရဲ့ Stamford Bridge ဒကြောပြန်ခီးကမလှမပဖြစ်သွားခဲ့ရပါတယ်ဒါပေမဲ့ခုပွဲမှာချဲစီတိုက်စစ်ကစားမဂျောင်းပက်ဒရိုတယောက်နှစ်ဝါတနည်းနဲ့ထုတ်ပယ်ခြင်းခံခဲ့ရတာဖြစ်တဲ့အတွက်ချဲစီတင်ကပြိုင်ပွဲစုံ3ပွဲဆက်တိုက်ကစားမ3ယောက်ထိအနီးကပ်ပြပြသခြင်းခံသွားခဲ့ရတာလည်းဖြစ်ပါတယ်ဘန်ဖီကာနဲ့ပွဲမှာအနီးကပ်ပြပြသခံခဲ့ရတဲ့ဂျောင်းပက်ဒရိုဟာ62မိနစ်မှာလူစားဝင်လာပြီးတော့62မိနစ်မှာပထမဆုံးအဝါကပ်ပြသခံခဲ့ရသူပွဲပြီးကန်ဒီနာကျင်ချိန်မှာဒုတိယဝါကပ်ပြသခံခဲ့ရပြီးတော့နှစ်ဝါတနည်းနဲ့ထုတ်ပယ်ခံခဲ့တာဖြစ်တဲ့အတွက်လာမယ့် IS အသင်းနဲ့ပွဲစဉ်ကိုလွဲချော်သွားတော့မှလည်းပဲဖြစ်ပါတယ်။စုံလင်ကြည့်ပဲတော့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။